Morning ကဲဒီနေ့ကတော့ခီးသွားမှာမယ်မာတိုင်းနဲ့တော့မှာပါခီးရမထွက်တာအရန်ကြာနေပြီမနက်အစောကြီး9 နာရီကျော်ပါအဲ့တော့အရန်ပျော်စရာကောင်းတဲ့ breakfast လေးစားနေပါတယ်အရန်ကြိုက်ပါတယ်အခုစားနေရတဲ့အကုန်လုံးကြိုက်တယ်ပဲခါတိုင်းဆိုရင်တလောက်မကောင်းဒီနေ့ကအရန်ကောင်းတယ်ကိုကြိုက်တာရွယ်ရှိတော့ပျော်ပြီးစားနေပါတယ်အမေရဲ့ကေရဲ့ကစ်ချင်းက2 ယောက်ပါပါတယ်အခုဘန်ကောက်သွားမယ်ပွဲသွားတက်မှာဖြစ်ပါတယ်ပွဲကတော့ခါနီဘို global ဖိတ်တဲ့ပွဲပါအဲ့ဒါကနောက်တစ်ပတ်ခါပေါ့ပွဲရတစ်ပတ်ခါပါကြိုးသွားတာကြိုးသွားပြီးချကိစ္စလေးရှိလို့ကြိုးသွားတာပါကဲအဲ့ဒါဆိုရင်ဆက်လာပါရမ်းကြိုက်တာပြပွဲသွားတာဘလို့ရမ်းများမယ်နေတော့မကောင်းနေဘူးကွာဒီမကောင်းမဲ့ချိန်တာမိသားကြောသွားလိုက်အောင်ဒီဘပွဲတာပြည့်ပြည့်ပွဲတက်ရမယ်အဲ့ဒါကဒီဟိုတယ်နဲ့တက်ရမယ်ဘာကောင်မလို့မှာ ready တစ်ခေါက်ပါလေချိန်နေပါလားအကုန်လုံး plan ထားရယ်ဒီနေ့ဆိုလဲကြောက်ပွဲကိုသွားမယ်စီးလောက်ထားဒီနေ့လည်း plan ထားရယ်ညညလည်း dinner အလုပ် dinner ရှိရယ်မနေ့ကပွဲတက်တယ်အဲ့ဒီကလည်းတနေ့ကိုမနက်6 နာရီလောက်ပဲရထားပြီးတော့မိတ်ကလိန်ပါလိန်ဝက်တက်နေ့လေပြီးရင်ဝက်တော့လျှောက်ပြရတယ်ညနေပိုင်းခုဆိုမှတို့ကျင်တယ်တဲ့အဲ့ဒါကွာမယ်ဒီကောက်ပြအောင် zero energy လုံးဝအဲ့လိုသေးတွေတောက်ပြီးတော့သူကမနေ့ယုံနေရမှတ်တရပါပဲမှတ်တရဘန်ကောက် trip လေးပါပဲရှင်ဒီနေ့ဝတ်ထားလာရလားအေးလို့နာရီခီးနေတော့အဲ့လိုလုံးသူချုံမဒီနေ့ကတော့ရှီဆေးတို့နဲ့ဒီ short coffee ရဲ့ရုံးခန်းပေါ့ပြီးတော့သူတို့ရဲ့ academic ကိုရောက်နေရမှာလိုက်ကြည့်တာပေါ့ပြီးရင်နောက်ပိုင်းလဲကိုကမြန်မာပြည်မှာလဲ short scope ကလည်းရှိရပေါ့နော်နောက်ပိုင်းနေလဲထပ်လာလို့ရှိတယ်လို့သိရတယ်ကြည့်ကြမယ်နော် Follow the down